3D printer နဲ့ထုတ်တဲ့ຢာတွေကဈေးကြီးလားဘာလို့ဈေးကြီးတာလဲပြီးတော့ဘယ်ຢာတွေကို print ထုတ်တင်လဲဘယ်ຢာတွေကို print မထုတ်တင်မှုလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာပြောပြပေးသွားပါမယ်ဈေးကြီးလားဆိုတော့ကြီးပါတယ်ဘာလို့ဈေးကြီးလဲဆိုတော့ပထမဆုံးတစ်ချက်ကသူရဲ့ print ထုတ်ရတဲ့ကြာချိန်ပေါ့နော်ထုတ်ရတဲ့အရွယ်အစားကြီးရင်ကြီးတယ်လို့10နာရီနာရီ20စသဖြင့်ကြာနိုင်ပါတယ်နောက်တစ်ချက်ကဒီ 3D printing မှာအဓိကအသုံးပြုတဲ့ material ပေါ့နော်အဲ့ဒီကောင်က filament လို့ခေါ်ပါတယ်ကော်ခွေပေါ့နော်သူကတစ်ခွေကို 1kg နဲ့လာပြီးတော့တစ်ခွေမှာတက်ရောင်မဲ့လာတာပါဆိုတော့ရိုးရိုး basic model ဆိုရင်တော့တစ်ခွေကို3သိန်းဝန်းကျင်ရှိပါတယ်ဒါတော့ brand မျိုးစား quality မျိုးစားပေါ်မှာမူတည်ပြီးတော့ဈေးနှုန်းကတော့အဆအဆရှိပါတယ်အခုလိုပေးရတဲ့အချိန်တွေကုန်နဲ့ကုန်ကြစိတ်တွေကြောင့် 3D printer တွေကဈေးကြီးနေရခြင်းပဲဖြစ်ပါတယ်ဒါအပြင်ကိုယ်တိုင်ဒီဇိုင်းဆွဲပြီးတော့ထုတ်ရတဲ့ပစ္စည်းဆိုရင်ဒီဇိုင်းဆွဲကတီးတန့်ထပ်ပြီးတော့ကုန်ကြနိုင်ပါသေးတယ်တချို့မသိသေးတဲ့သူလေးတွေနားလည်မှုလွဲနေတာလေးတွေရှိတယ်ပေါ့နော်သူတို့ကပုံပြလိုက်ရုံနဲ့ဒီပုံအတိုင်းထုတ်လို့ရမယ်ထင်နေတာပေါ့နော်တကယ်တော့အဲ့လိုမျိုးမဟုတ်ပါဘူးတခုခုထုတ်မယ်ဆိုရင်အဲ့ဒီထုတ်မဲ့ပစ္စည်းရဲ့ 3D design ရေးဆွဲထားတဲ့ဖိုင်ချိမှထုတ်လို့ရတာပေါ့နော်ဥပမာ customer တွေကဒါလေးထုတ်ပြီးလို့ရမလားဒါလေးထုတ်ပေးပါပေါ့နော်အဲ့လိုမျိုးလာပြောတဲ့ခါမှာကျွန်တော်တို့အခုလိုမျိုး free website တွေကနေပြီးတော့ 3D design တွေကိုလာချတယ်ဒီထဲမှာရှိတယ်ဆိုရင်တော့ကျွန်တော်တို့ကထုတ်ပေးလို့ရတာပေါ့နော်မရှိဘူးဆိုရင်တော့ကျွန်တော်တို့ကကိုယ်တိုင် 3D design ဆွဲပြီးမှပဲထုတ်လို့ရတာပေါ့အခုကျွန်တော်ပြထားတဲ့Maker Wall ဆိုတဲ့ website မှာကိုထုတ်ချင်တာလေးတွေကိုတွားရောက်ပြီးတော့ရှာဖွေလို့ရပါတယ် cosplayer တွေအတွက်helmet တွေIron Man helmet တွေ Spider-Man helmet တွေ helmet အမျိုးစုံလည်းဒီထဲမှာရှိတယ်ပေါ့နော်။သွားရောက်ပြီးတော့ရှာဖွေလို့ရပါတယ်။ကားလေးတွေရှိမယ်၊လေယာဉ်လေးတွေရှိမယ်ပေါ့နော်။အများကြီးရှိပါတယ်။ပြီးတော့ခါကျတော့ရုပ်တုလေးတွေရှိမယ်။ကိုကြိုက်တဲ့ animation figure လေးတွေရှိမယ်။အိမ်သုံးပစ္စည်းတွေ phone stand တွေအကုန်တော်တော်များများရှိတယ်ပေါ့နော်။ဒီထဲမှာလာရှာကြည့်လို့ရပါတယ်။ 3D printer နဲ့ထုတ်တဲ့အရာတွေကဈေးကြီးတဲ့အတွက်ကြောင့်ဘယ်လိုမျိုးအရာတွေဆိုရင်မထုတ်သင့်ဘူးလဲဆိုတော့အပြင်မှာပေါ့နော်အပြင်ဈေးကွက်မှာအလွယ်တကူဝယ်ယူလို့ရတဲ့အရာတွေဆိုရင်မထုတ်သင့်ပါဘူးဘာလို့လဲဆိုတော့အပြင်မှာဝယ်လိုက်တာမှပိုတန်မာလိမ့်မယ်နောက်တစ်ခုကone time use ပေါ့နော်တစ်ခါသုံးပြီးတော့ပြစ်ထားရမယ့်အရာမျိုးဆိုရင် 3D printer နဲ့မထုတ်သင့်ပါဘူးနောက်ဆုံးပြောရမယ်ဆိုရင်တော့ 3D printer နဲ့ထုတ်တဲ့အရာတွေကတကယ်တော့ဈေးကြီးတာမဟုတ်ပါဘူးပေးရတဲ့အချိန်တွေကုန်နဲ့ကုန်ကြစိတ်တွေကြောင့်တမိုးချီတာပါဆိုတော့အားလုံးကျေးဇူးတင်ပါတယ်